အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်ဟာတော့gym ကစားမဲ့လူတွေအနေနဲ့ omega 3ကိုဘာကြောင့်သုံးသင့်တယ်ဆိုတာလေးကိုပြောပြပါမယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ gym ကစားတဲ့ခါမှာကျွန်တော်တို့ကြွက်သားတွေက muscle တွေကိုဖျက်ဆီးရတယ်အဲ့ဖျက်ဆီးရဲ့ muscle ကိုပြန်တိစောက်တဲ့ recovery လိုအပ်တယ်အဲ့ recovery rate ကို omega 3တောက်သုံးရင်recovery ပိုမြန်စေတယ်နံပါတ်2အချက်ကျွန်တော်တို့ရဲ့လုံနိုင်စွမ်း ability တွေတိုးတက်လာတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့muscle တွေကိုသွေးတွေရောအာဟာရတွေရောရောက်အောင်ပို့ပေးတဲ့အတွက်ကျွန်တော်တို့လုံနိုင်စွမ်းအားတွေပို့ပြီးတိုးတက်လာတယ်ပြီးရင်နောက်တစ်ချက်ကျွန်တော်တို့စိတ်ဖိစီးမှုကိုလည်း short ချပေးတယ်စိတ်ဖိစီးမှုကို short ချပေးတယ်ပြီးရင်ကျွန်တော်တို့ gym ကစားရတဲ့လူတွေကအစစ်အမြစ်တွေတခါလေနာတတ်တယ်ပေါ့ကျွန်တော်တို့အလေးတွေနဲ့စောရတဲ့ခါမှာဆိုတော့အဲ့ချိန်မှာကျွန်တော်တို့အဲ့အစစ်မြစ်နာတာတွေကိုလည်း short ချပေးတယ်နောက်တစ်ချက်ကကျွန်တော်တို့ကတော့ကျွန်တော်တို့ omega 3တောက်သုံးခြင်းအပြင်နှလုံးကျန်းမာရေးကိုထောက်ကူပြုတယ်cholesterol ဓာတ်ကိုလည်း short ချပေးတယ်သွေးတွင်းအဆီတွေဖုံးတာတွေကို short ချပေးတယ်ကျွန်တော်တို့ omega 3ကိုဘယ်ရနိုင်မလဲဆိုရင်ငါးအမျိုးမျိုးဆိုရင်ကျွန်တော်ဘာရှိမလဲဥပမာဆိုရင် salmon တို့ tuna တို့ကျွန်တော်တို့အသီးနှံတွေမှာဘာတွေရနိုင်မလဲဆိုရင်pepi sat တို့နှမ်းကျက်စီတို့အဲ့ထဲကနေရနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့gym ကစားတဲ့လူတွေအနေနဲ့ omega 3 supplement ကိုတောက်သုံးသင့်ပါတယ် gym မကစားတဲ့လူတွေလည်းတောက်သုံးသင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်